မိကုန်းနေမိရမှာကြောက်နေတဲ့သူရှိလားဘာလို့ကြောက်တာလဲတိလားဘာလို့ကြောက်တာလဲဆိုတော့အဖြေကိုရင်မဆိုင်ရင်လို့မိကုန်းတော့မမေးရသေးဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာတစ်ဖက်လူကပြန်ပေးလာမယ့်အဖြေကိုခမန်းပြီးသားဖြစ်နေတယ်အဲ့အဖြေကိုလည်းကိုကရင်ဆိုင်နိုင်မှုယုံကြည်ချက်မရှိဘူးအဲ့ရောမမေးဘူးပြောရမယ်ဆိုတော့ရှောင်တာပေါ့ကွယ်ဒါလို့မိကုန်းတွေကိုရှောင်လွှဲလိုက်တာအကောင်းဆုံးဖြေလားရှောင်လိုက်ရင်ပြီးသွားရလားမပြီးသွားဘူးကိုယ်စိတ်ထဲမှာသိကျင်တဲ့မိကုန်းနေရှင်ထုတ်မေးရမယ်ထုတ်မေးမှအဖြေကိုသိမယ်အဲ့တစ်ဖက်လူရဲ့အဖြေကိုသိမှကိုကရွေးချယ်ရတော့ကိုလုပ်လို့ရမယ်ကွယ်ဥပမာကဲအခြေကိစ္စမှာပဲထားတစ်ဖက်လူက miss signal ပေးရကိုကမေးချင်တယ်အင်္ဂါပေါ်မှာခံစားချက်ရှိလားမရှိဘူးလားမေးချင်တယ်မင်းကလေးတော်တော်များဖြစ်ကြရပေါ့နော်မေးချင်မေးလိုက်တကယ်ချင်းတော့မေးချင်မေးလိုက်ထားရိုက်ပဲမေးလိုက်အင်္ဂါပေါ်မှာခံစားချက်မရှိဘူးလားမေးလိုက်တစ်ဖက်လူကဟဲ့ငါတော့နေတကယ်ချင်းလို့ပဲသဘောထားတာဆိုရင်လည်း move on လုပ်လိုက်အဲ့လိုမျိုးမမေးဘဲနဲ့မေးစရာရှိရင်မေးဖို့မမေးဘဲနဲ့တကယ်ချင်းလေးတော့အဲ့ situation ရှစ်ဆိုရဲအိမ်နေရာလေးထဲမှာပျော်မွေ့နေကြတယ်မေးစရာရှိရင်မေးဖို့မမေးဘူးမေးလိုက်ရင်ကိုလိုချင်တဲ့ဖြေမရမှာကြိုသိနေတော့မမေးဘူးရှောင်ရတယ်ဒီထဲမှာပဲနေမယ်ဆိုပြီးလုပ်တယ်အဖြေကိုရှောင်နေရောလည်းဘာမှပိုထူးမသွားအောင်နော်ကိုမချစ်တဲ့သူကမချစ်တာပဲကိုချစ်တဲ့သူဒါဆိုရင်ဒီလိုမျိုးကို question နေအမေးမခံဘူးကွာဒီလားမေးစရာမလိုအောင်ကိုသူ့ဘက်က cue ဆိုင်ပြပါအဲ့တော့တကယ်ချင်းလေးတို့မေးစရာရှိရင်ပို့လည်းမေးလိုက်ကြရလာရဲ့ဖြေကိုလည်းရင်ဆိုင်ပြီးတော့ move on လုပ်ရဆိုတော့တိကျ move on ကိုတန်မိုးထားတဲ့ပုံလိုတယ်အဲ့ဒါလေးပြောချင်တာဒါပဲ